နတ်သမီးလေးနဲ့ရောင်စုံအိမ်မက်ခရီးစဉ်ဟိုးရှိချေတုန်းကသမီးလေးတို့လိုပဲအရန်လိမ်မာတဲ့မိန်းကလေးတစ်ယောက်ရှိတဲ့။ညမှာတော့သမီးလေးကပြတင်းပေါက်နားမှာထိုင်ပြီးကောင်းကင်ကကျဲကလေးတွေကိုကြည့်နေတော့ဝုန်းဆိုတဲ့အတန်ကျဲကြီးမဟုတ်ပဲရှူးဆိုတဲ့လေတိုးတန်လေးနဲ့အတူအခန်းထဲကိုရွှေရောင်လေးတန်းလေးတစ်ခုပြန်တန်းဝင်ရောက်လာခဲ့တယ်။အဲ့ဒီအလင်းတန်းလေးကသမီးလေးရဲ့လက်ဖွားလေးပေါ်မှာလာနာလိုက်တဲ့အခါဟောကြည်စမ်းမအောင်လက်မလောက်ပဲရှိတဲ့တောင်ပန်ပါတဲ့နတ်သမီးလေးတစ်ပါးဖြစ်နေတာပေါ့နတ်သမီးလေးရဲ့နာမည်ကနှင်းဆက်တဲ့နှင်းဆက်ကသမီးလေးကိုပြုံးပြပြီးတော့ပြောတယ်သမီးလေးဒီညကောင်းကင်ရဲ့မှာပွဲတော်တစ်ခုရှိတယ်သမီးလေးလိုက်ခဲ့မလားတဲ့သမီးလေးကလေဝမ်းသာအားရနဲ့ခေါင်းညှိပြလိုက်တာပေါ့နှင်းဆက်ကသူ့ရဲ့အမော်တောင်ပန်လေးကိုခါရမ်းလိုက်တော့သမီးလေးဟာခွန်းစာလေးတစ်ခုလိုပေါ်ပါသွားပြီနတ်သမီးလေးနဲ့အတူပြတင်းပေါက်ကနေကောင်းကင်ပြာကြီးတွေကိုပြန်တက်သွားပါတော့တယ်သူတို့နှစ်ယောက်ပြန်တန်းရင်းနဲ့ပထမဆုံးရောက်သွားတာကတော့တိမ်တိုက်မြို့တော်ကြီးပဲဖြစ်တယ်အဲ့ဒီမှာရှိတဲ့တိမ်တိုက်တွေကတာမန်အဖြေရောင်တွေမဟုတ်ဘူးနော်ဗန်ရောင်တိမ်တိုက်ကစတော်ဘယ်ရီအရသာအဝါရောင်တိမ်တိုက်ကသရက်သီးအရသာနဲ့အပြာရောင်တိမ်တိုက်ကတော့ရေခဲမုံအရသာတွေပေါ့သမီးလေးကတိမ်တိုက်တစ်ခုပေါ်ကိုခုံချလိုက်တဲ့အခါဖက်ဆိုတဲ့နူးနူးညံ့ညံ့လေးကျသွားခဲ့တယ်အဲဒီမှာရှိတဲ့ရုံကလေးတွေကတိမ်တိုက်တွေကိုလှိမ့်ပြီးတော့ကြားလုံးလုံးလေးတွေလုံနေကြတယ်သမီးလေးတစ်ခုလောက်မြည်ကြည့်ပါအောင်လို့ရုံကလေးတစ်ကောင်ကကမ်းပေးခဲ့တယ်သမီးလေးကမြည်ကြည့်လိုက်တော့အိုးအရန်ချိုမိနေတာပဲမြို့လေကောင်းမှတော့ရည်ရွယ်ချက်ရေကန်ဆိုတာရှိတယ်အဲ့ဒီရေကန်တွေကိုစိုက်ကြည့်လိုက်ရင်သမီးလေးဖြစ်ချင်တဲ့ဇန္နာလေးတွေကိုမြင်ရတတ်တယ်တဲ့သမီးလေးကရေကန်တွေကိုကြည့်လိုက်တဲ့အခါမှာတော့ဖေဖေနဲ့မေမေနဲ့အတူတူပျော်ပျော်ရွှင်ရွှင်ကစားနေတဲ့ပုံရိပ်ကလေးတွေကိုမြင်လိုက်ရတော့သမီးလေးဟာအရန်ကိုကြည်နူးသွားခဲ့တယ်တိမ်တိုက်မြို့တော်ကနေဆက်ပြီးတော့ပြန်တန်းသွားတဲ့အခါကျဲကလေးတွေအစုလိုက်အပြုံလိုက်ရှိတဲ့နေရာလေးကိုရောက်သွားခဲ့တယ်အဲဒီမှာကျဲကလေးတွေကတပွင့်နဲ့တပွင့်လက်ချင်းချိတ်ပြီးကခုံနေကြတယ်ကျဲကလေးတွေလှုပ်ရှားလိုက်တဲ့အချိန်တိုင်းတုံတင်းတင်းဆိုတဲ့စမ်းရတန်လေးတွေထွက်ပေါ်လာခဲ့တယ်လက်သမီးလေးနှင်းဆက်ကသမီးလေးကိုကျဲပွင့်လေးတစ်ပွင့်ပေါ်မှာထိုင်ခိုင်းလိုက်တယ်အဲ့ဒီကျဲပွင့်ကလေးကပကလေးတစ်ခုလိုငိမ့်ငိမ့်လေးလွှဲပေးနေတာပေါ့ကောင်းကင်ရံတစ်ခုလုံးဟာမီးဆိုင်ကြီးတွေဆွဲထားခဲ့တယ်လို့ပဲထိန်လေးနေပြီးတော့လာမင်းကြီးကတော့အလဲကနေသမီးလေးကိုပြုံးပြီးတော့ကြည့်နေတယ်သမီးလေးဒီသချင်းလေးကိုနားထောင်ကြည့်ပါလို့နှင်းဆက်ကပြောလိုက်တဲ့အခါလေးညင်းလေးကသမီးလေးရဲ့နားထဲကိုအေးမြတဲ့တေးတန်လေးတစ်ခုတည်ဆောင်လာပြီးခဲ့တယ်အဲ့ဒီသချင်းလေးကသမီးလေးဟာကဘာပေါ်မှာအချစ်ခံရသောကလေးလေးပါသမီးလေးဟာအတောက်ပါသောခြေကလေးပါဆိုတဲ့စားသားလေးတွေပေါ့အခုတော့သမီးလေးလည်းခရီးတွေသွားရတာနည်းနည်းပင်ပန်းလာခဲ့ပြီမျက်လုံးလေးတွေကလည်းစင်းကြလာပြီပေါ့နတ်သမီးလေးနှင်းဆက်ကသမီးလေးကိုပွေ့ချီပြီးတော့ကဲအိမ်ပြန်ကြစို့နော်လို့ပြောလိုက်တယ်သူတို့နှစ်ယောက်ကောင်းကင်ကနေတဖြည်းဖြည်းချင်းဆင်းလာကြတယ်သမီးလေးရဲ့အခန်းထဲကိုပြန်ရောက်တဲ့အခါနှင်းဆက်ကသမီးလေးကိုကနေပေါ်မှာအသားအကြာတိတ်လိုက်တယ်ပြီးတော့သမီးလေးရဲ့နဖူးလေးကိုနတ်သမီးလေးကခက်ဖွားဖွားလေးနမ်းလိုက်ပြီးမနှက်ဖြန်ကြရင်သမီးလေးအတွက်ပျော်ရွှင်စရာတွေအများကြီးစောင့်ကြိုနေမှာပါခေါင်းကောင်းအိတ်ဆက်ပါတော့သမီးလေးရဲ့လို့နှုတ်ဆက်လိုက်တယ်သမီးလေးဟာဒူးညံ့တဲ့ဆောင်းလေးကိုခြုံပြီးတော့အိမ်မက်ထဲကတရားလုံးတိတ်တိုက်တွေနဲ့ကျဲကလေးတွေရဲ့တချင်းတန်ကိုကြားရောင်ရင်းနဲ့နှစ်နှစ်ချိတ်ချိတ်အိပ်ပျော်သွားပါတော့တယ်ကွယ်